ရားငယ်ထားတာမျိုးမဟုတ်ပဲသမီးငယ်ရဲ့ကလေးကစနေဖြစ်သူနဲ့ကွာရှန်ထားတာပါဆိုတဲ့ကြွရအောင်ကြွရအောင်ကအမြင်နေတဲ့အချိန်တော်တွင်မှာပဲစနေဖြစ်သူနဲ့လက်ထပ်ခဲ့တာပါတေခိတခါရဲ့မင်းသားငယ်ပြည့်အောင်မြင်နေတယ်လို့တစ်ဖက်မှာကလေးနှစ်ယောက်အဖြစ်ဖြစ်မိသားစုဘဝကိုတူထောင်ခဲ့တာပါဒါပေမဲ့ကြွရအောင်ကစနေဖြစ်သူနဲ့ပျော်ပျော်ရွှင်ရွှင်ရဲ့လို့တခါမှပွဲမတက်ခဲ့ပါဘူးသူတို့အိမ်တော်ရင်းနဲ့ပတ်သက်ပြီးပြဿနာတွေသတင်းတွေကလည်းမျိုးစုံထွက်ခဲ့တာပါဒါပြည့်ကြွရအောင်ကစနေရှိသူကိုပြတ်ထားကမယားငယ်ထားရတယ်လို့ပဲသတင်းတွေထွက်ခဲ့တာပါကြွရအောင်ကမင်းသမီးငယ်လေးတယောက်ကိုစင်တင်ပေးတဲ့အချိန်မှာလေမင်းသမီးငယ်နဲ့မရှုံမရှင်လေးတွေရှိခဲ့တယ်ဆိုပြီးဝေဖန်မှုမြင့်တက်ခဲ့တာပါဒါကြောင့်မို့လဲဆိုပါမင်းသမီးကအနုပညာလောကကနေတော့အနာယူသွားခဲ့ရတာပါမင်းသမီးအနေနဲ့ဇကာရီစမရိုက်ပဲစီးပွားရေးလုပ်ငန်းနဲ့သာရပ်တည်နေခဲ့တာပါကြွရအောင်နဲ့မဟုတ်မမှန်ပြောဆိုတာမခံချင်တာကြောင့်ရှောင်ရှားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လေကိုချိန်ထိကြွရအောင်ကမယားငယ်ထားရဆွဲကောလာဟလကပြနေတော့မှာဒါကြောင့်မို့လဲကြွရအောင်ကသူ့ရဲ့အိမ်တောင်ကြီးကိုပြပြတတ်တာအတိပေးလာခဲ့ပါတယ်။စနေဖြစ်သူနဲ့အချိန်ကြာကြီးတဲအိမ်ထဲနေတာကြောင့်ပေါင်းသိနေထိုင်တယ်လို့အချင်းလွဲနေကြရဲဆိုပြီးရှင်းလာခဲ့တာပါ။တကယ်တော့ကြွရအောင်ကသမင်းအငယ်လေးကိုမွေးတဲ့အချိန်ကလေးကအိမ်တောင်ကြီးအဆင်မပြေခဲ့တာဖြစ်ပါတယ်။တာကြီးနဲ့သမီးရဲ့မျက်နှာကြောင့်စနေမောင်နှံနှစ်ယောက်ကထောက်ထားနေခဲ့ကြတာပါ။ဒါပေမဲ့လေပေါင်းဖို့ဘလို့မှမဖြစ်နိုင်တော့တဲ့အတွက်ရမုံနဲ့တာကြွရအောင်လေးငငယ်ကလေးကနှစ်ယောက်တာတိတ်တဆိတ်ကွာရှင်းထားကြတာပါ။သားနဲ့သမီးတိတ်ငယ်ကခံစားမှဆိုရင်လည်းကွာရှင်းတာကိုအတိမပေးခဲ့ပါဘူး။နှစ်ယောက်လုံးကကွာရှင်းထားပေမဲ့လေသားသမီးမျက်နှာကြောက်တဲ့အိမ်ထဲမှာအတူနေခဲ့ကြပါတယ်။ဇနီးဖြစ်သူအိမ်တစ်ဖက်မှာနေထိုင်ကကြွရအောင်ကအိမ်ရဲ့တစ်ဖက်မှာနေထိုင်တာပါ။အချိန်တော်ကြာတဲ့အချိန်ကိုသားနဲ့တမင်ကသူတို့ကွာရှင်းတာကိုမသိခဲ့ပါဘူး။မိဘတွေစိတ်ဆိုးလို့တဲ့အိမ်ထဲအတူမနေဘူးလို့သာထင်နေကြတာဖြစ်ပါတယ်။တကယ်တမ်းမှာတော့ကွာရှင်းထားကြကသူငယ်ချင်းလိုဆက်ဆက်ရေးသားပြောဆိုဆက်ဆက်နေတာပါ။သမင်းငယ်ကလေးကကွာရှန်ထားခဲ့ပေမဲ့ကြွရအောင်ကမယားငယ်ထားဖို့အတွက်လည်းစိတ်ကူလိုဝမရှိခဲ့ပါဘူး။အကြောင်းရတော့သူကိုယ်တိုင်တော့အနန္တဖြစ်နေအားကြောင့်ပါ။ဒါကြောင့်မို့ဇနီးမယားနောက်ထပ်တယောက်ထားဖို့လည်းအထူးတလဲစိတ်ကူမရှိတော့ပါဘူး။နောက်ထပ်မိမနဲ့ပတ်သက်ဆက်ဆံမှုအတွက်အစင်တဲဖြစ်နေတဲ့အနေထားမဟုတ်တာမို့တယောက်တည်းနေနေတာဆိုပြီးအင်တော်ကြီးကောလာဟလာကိုရှင်းပြလာခဲ့တာပါ။ကြွရအောင်ကဗီဒီယိုဇက်ကားကေရုပ်ရှင်ဇက်ကားကေနှစ်ကဲလုံးမှာအောင်မြင်ခဲ့တဲ့မင်းသားဖြစ်ပါတယ်။ဒါပေမဲ့ကြွရအောင်ကအသက်ကြီးလာချိန်မှာရုပ်ရှင်လည်းသိမရိုက်တော့သလိုအနုပညာလောကနဲ့ခက်ခင်သားနေတဲ့အရေးရောင်တွေပြည့်နေရပါခက်ခင်ခင်ခက်ခွက်ကွာနေပေမဲ့လေမီဒီယာသမားတွေကြားမှာတော့ကြွရအောင်ရဲ့အမျိုးသမီးအရှိုးရှင်ကိစ္စမကြခဏဆိုသလိုသူတွေထက်တတ်တာပါကြွရအောင်ကတော့မဟုတ်မမှန်ပြောခင်ရတာကိုလုံးဝမကြိုက်ပါဘူးလက်ရှိမှာကြွရအောင်ကိုသမီးဖြစ်သူကနောက်ကနေထက်ကြမကွာလိုက်ထိန်နေရလေဖြစ်ပါတယ်သမီးဖြစ်သူကအနုပညာလောကထဲကိုခြေလှမ်းဖို့ပြင်ဆင်နေရပါဒါပေမဲ့ကြွရအောင်ကတော့အနုပညာလို့ဆိုတာမကောင်းတာမို့ပေးမလို့ချင်ပါဘူးအိမ်တော်ရဲ့ရှုရှင်ကင်းခဲ့တဲ့ဆိုရဲကြွရအောင်ပေါ်ပရိသတ်ရဲ့အမြင်လေးကိုလည်းပြောပြခဲ့ပါရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ကြားလေးကတော့ဒီလောက်ပါပဲရှင်နောက်တစ်လဲစိတ်ဝင်စားဖွယ်ရာနုပညာရှင်တဲ့အကြောင်းအများကိုတင်ဆက်ပေးမှပြလို့တည်တည်တော်ရီတနိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပြီးခေါင်းလေးကိုလည်းနေထားပေးကြပါရှင်